ကဲဒါလေးကတော့ breaking news လေးပါဗင်နီဇွဲလားနဲ့ပတ်သက်ပြီးတော့လုံးဝ breaking news လေးပါခုနိုင်ပိုင်းမရှိပါသေးတယ်ခုဗင်နီဇွဲလားနိုင်ငံထဲကိုအမေရိကန်တပ်တွေဝင်တိုက်ပါပြီလေကြောင်းကနေဝင်တိုက်တယ်အထက်ကဘယ်ကိုတိုက်လဲဆိုတော့ကျွန်တော်တို့ဗင်နီဇွဲလားရဲ့မြို့တော်ဖြစ်တဲ့ကာရာကတ်စ်ကိုဝင်တိုက်တယ်တိုက်ပြီးတော့အထက်ကဘယ်ကိုတိုက်လဲဆိုတော့သမရအိမ်ဖြူတော်ပတ်ဝန်းကျင်မှာရှိတဲ့စစ်သားတွေကိုဝင်တိုက်တယ်တိုက်ပြီးတော့ခုအမေရိကန်သမရကြီးဒေါ်နယ်ထရန့်ကနေပြီးအမိန်နဲ့သူခုပါဖြစ်လဲဆိုတော့ဗင်နီဇွဲလားသမ္မတဖြစ်တဲ့နီကိုလာမာတူရိုကိုခုဖမ်းလိုက်ပါပြီဖမ်းပြသူမိမဝါဖမ်းပါတယ်ဖမ်းပြနှစ်ယောက်စလုံးကိုခေါ်ဆောင်လာပါတယ်ခုလေမြန်နဲ့ခေါ်ဆောင်သွားပါပြီဘယ်ကိုခေါ်ဆောင်သွားရလဲဆိုတော့အတိအကျမသိရသေးဘူးဖြစ်တာကည2နာရီပေါ့နော်ည2နာရီအမှောင်နေတဲ့အချိန်မှာဝင်တိုက်ပြီးတော့အဲ့လိုသမ္မတနဲ့ပေါ့နော်ဇနီးကိုဖမ်းဆီးသွားတယ်ဖမ်းဆီးပြီးခေါ်ဆောင်သွားတယ်ဘယ်ကိုခေါ်ဆောင်သွားလဲမသိရသေးဘူးအမေရိကန်သမ္မတထရန့်ကတော့ social media ကနေထုတ်ပြောတာဒီ operation ပေါ့နော်သူရအမိနဲ့တွားတိုက်တယ်ခု operation အောင်မြင်သွားတယ်လို့ပြောတယ်ဆက်ပြီးတိုက်ခိုက်မှုတွေဘာမှမရှိတော့ဘူးလို့သိရတယ်ခုမနေ့ဖြန်ပေါ့နော်ကာရာကတ်စ်မြို့တော်မှာသတင်းစာရှင်းလင်းပွဲ7 နာရီမှာလုပ်မယ်လို့သိရတယ်ဒါနောက်ဆုံးရတဲ့သတင်းလေးပါလုံးဝ breaking news လေးပါချစ်စမြိုက်တင်တယ်